ပြားလေးဘီဘီနဲ့မော်ဝင်ပန်းခင်းတခါကပန်းပေါင်းစုံပွင့်လန်းနေတဲ့တောင်ကုန်းလေးတစ်ခုပေါ်မှာဘီဘီလို့ခေါ်တဲ့ပြားလေးတစ်ကောင်ရှိတဲ့ဘီဘီဟာပြားအုပ်စုထဲမှာအလုတ်မြန်ဆုံးပြားလေးပေါ့ဒါပေမဲ့သူ့မှာအကျဉ်းဆိုးတစ်ခုရှိတယ်အဲ့ဒါကတော့အလုတ်ကိုအမြင်ပြီးရင်ပြီးစလွယ်လှုပ်တတ်တာပဲဒီနေ့မှာပြားဘရင်မကြီးကပြားလေးအားလုံးကိုအလုတ်တစ်ခုပေးလိုက်တယ်ဒီနေ့ငါတို့စောင်းရသည့်အတွက်ပြားရည်တွေကိုအခန်းကက်လေးတွေထဲမှာတေးသေးချာချာတင်းဆဲကြမယ်အခန်းကက်လေးတွေကိုခိုင်ခိုင်အောင်ခဲဖြောင်းနဲ့တေးသေးချာချာပိတ်ကြရမယ်နော်တဲ့ပြားလေးတွေအားလုံးအလုတ်လှုပ်ကြပြီပေါ့ဘီဘီကတော့သူငယ်ချင်းတွေထက်အရင်ပြီးချင်တာနဲ့ပြားရည်အိုးလေးတွေကိုအပေါ်ရန်လေးပဲပိတ်ပြီးဆိုပြီးကစားဖို့ထွက်သွားတော့တယ်သူ့သူငယ်ချင်းတူးတူးကတော့တပေါက်ချင်းစီကိုတေးသေးချာချာစစ်ဆေးပြီးအချိန်ယူပိတ်နေတာပေါ့ဟေးဒူးဒူးမင်းကလည်းနေလိုက်တာငါကြီးစမ်းအားလုံးပြီးလို့ကစားတောင်ကစားနေပြီလို့ဘီဘီကလက်နောက်တာပေါ့အဲ့ဒီညမှာပဲမမျော်လင့်ပဲမိုးသေးထန်စွာရွာချလိုက်ပါလေရောမိုးရေတွေကပြားအောင်ထဲကိုစိတ်ဝင်လာတယ်နောက်တနေ့မနက်မှာတော့ဘီဘီပြီးစလွယ်လုတ်ခဲ့တဲ့အခန်းကက်လေးတွေထဲကိုမိုးရေတွေဝင်သွားပြီးသူစုဆောင်းထားတဲ့ပြားရည်တွေအားလုံးပျက်စီးကုန်တော့တယ်ဘီဘီဟာစိတ်မကောင်းဖြစ်ပြီးငိုနေတာပေါ့ဒါပေမဲ့တေးသေးချာချာလုတ်ခဲ့တဲ့တူးတူးရဲ့ပြားရည်တွေကတော့တစ်ဆက်ကလေးတောင်မပျက်စီးပဲအကောင်းတိုင်းရှိနေခဲ့တယ်ဘီရင်မကြီးကဘီဘီကိုခေါ်ပြီးပြောလိုက်တယ်ဘီဘီအလုပ်တစ်ခုကိုအမြင်ပြီးဖို့ထက်တေးသေးချာချာနဲ့စနစ်တကျရှိဖို့ကပိုရေးကြီးတယ်လေပြီးစလွယ်လုတ်လိုက်ရင်နောက်ဆုံးမှာကိုပဲအချိန်ကုန်လူပန်းဖြစ်ရတတ်တယ်တဲ့အဲ့ဒီနေ့ကစားပြီးဘီဘီဟာဘယ်လို့ကိုမဆိုအချိန်ယူပြီးတေးသေးချာချာလုတ်တက်တဲ့ပြားလိမ့်မာလေးဖြစ်သွားပါတော့တယ်ဒီပုံပြင်လေးကပေးတဲ့သင်ခန်းစာတေးသေးချာချာလုတ်ပါအိမ်စာလုတ်တာပဲဖြစ်ဖြစ်အမေခိုင်းတာပဲဖြစ်ဖြစ်ပြီးစလွယ်မလုတ်ပဲတေးသေးချာချာလုတ်ရပါမယ်အရေးသွေးကပိုရေးကြီးတယ်အလုပ်တစ်ခုကိုအမြင်ပြီးတာထက်အကောင်းဆုံးဖြစ်အောင်လုပ်တာကပိုတန်မိုးရှိပါတယ်ပေါ်စမှုရဲ့အကျိုးဆက်ကိုကပေါ်ပေါ်ဆဆလှုပ်လိုက်ရင်နောက်ပိုင်းမှာပြဿနာတွေကြုံရတတ်ပါတယ်